4 ရက်တလ2026ဒါတနင်္ဂနွေနေ့ညနေ4 နာရီမှတင်အချိန်ထိဒါပေအောက်145ပေ45ပေအထိခုချိန်ဒီမြေသားပဲရှိသေးတယ်45ပေအထိဒါပေါ်မှာတော့မိုင်မီရှုပ်ဒါတော့ပေါင်းမင်းနေမနက်ကဆက်ထဲမောင်းတာပေါ့နော်မနက်ကဆက်ထဲမောင်းပိုက်တွေခဏဖြုတ်ရွှေ့ပေါ်ပြန့်ရေတွင်တူတဲ့သူဟာတူပေါင်းနှုတ်တဲ့သူဟာနှုတ်ငုတ်တူတဲ့သူဟာတူနဲ့ဒါငကမောက်တွေခုချိန်ဒီမဆိုင်ရသေးဘူးရေတွင်ကတော့အလေပြန့်နေအောင်ရေတွင်တူပြီးတယ်ဆိုဒီအောက်မှာကျွန်တော်တို့သင်္ဘောက4 တန်းလောက်2 တန်း4 တန်းပေါ့နော်4 တန်း5 တန်း4 တန်းလောက်ကောင်းကောင်းရဒါလက်ရှိ2026ရဲ့ပထမပတ်4 ရက်နေ့ညနေ4 နာရီမှတင်ရဲ့မြင်ကွင်းမှာ